စဉ်းစားနော်ကိုကြိုက်တယ်လို့စဉ်းစားလို့ရတယ်နော်ဘလို့စဉ်းစားမလို့ဘုန်းကြီးကဘောင်ခတ်မထားဘူးဘုံကတော့ဘလို့စဉ်းစားမိတော့တနေ့လာပြီလုတ်ပြန်ပြီလုတ်နေကြအလုပ်တွေပြောနေကြစကားတွေပြောပြန်ပြီသွားနေကြခကြီးသွားပြန်ပြီလှမ်းနေကြခြေလမ်းလေးတိုင်းလှမ်းလုတ်နေကြလက်အမူအရာတိုင်းလုတ်ပြောနေကြစကားပြောဟုတ်တယ်မဟုတ်လားအဲ့လင်းလာတယ်အညီအကျေးတုတ်တယ်ဟုတ်လားချက်ပြုတ်စားတော့လှုပ်ရှားရှိတာလှုပ်ဟုတ်လားညမိုးချုပ်တော့အိတ်အဲ့လင်းပြန်ပြီဒါပဲကြိုးစားရုန်းကန်ဒီလိုပဲဘာဖတ်တယ်တော့ဘာမှလည်းဖတ်မတယ်ဘာဖတ်တယ်လဲစဉ်းစားပါနော်ခုနှစ်ပေါင်းဘလောက်ဘဝမှာနေခဲ့ပြီလဲကိုယ့်ကိုစစ်စစ်ဘာလို့ကြံတော့စဉ်းစားပါနော်သိပြီဆိုတော့မှမကြံတာဘူးသဘောပေါက်မယ်နဲ့တူတယ်အခုမကြံတာတော့သိသဘောပေါက်မှမတူဘူးငါဘာလေးရှာတတ်တာရှိတယ်ဘုန်းကြီးကတော့ဘာမှမကြံဘူးပြောတာငါစိတ်ထဲမှာတော့ကြံနေတာတွေအများကြီးပဲလို့ထင်ရင်လဲထင်နေမှာပေါ့ဒါဒီသိပြီဆိုတော့ရှင်းပါလိမ့်မယ်ဒီလူတွေရဲ့စိတ်ထဲမှာအော်ဘာမှမကြံပါလားဟဲ့စပြန်ပြီးတစ်ကတရပြီးတရဖြတ်တန်းနေရတဲ့ခရီးကိုလည်းပဲတစ်ဖြတ်ချင်းလေးနားလည်မစွန်လဲနားလည်လို့ရတယ်တစ်နှစ်ကုန်တဲ့အချိန်မှာနားလည်မစွန်လဲနားလည်လို့ရတယ်တဘဝကုန်တဲ့အချိန်မှာဒီစာလေးကိုနားလည်ကြည့်မယ်ဆိုရင်လည်းနားလည်လို့ရတယ်တဘဝစပြန်ပြီသိပြီဆိုတာနဲ့ပြီးပြန်ပြီဘောတစ်လျှောက်လုံးစူးစမ်းတဲ့ရုန်းကန်တဲ့သိပြီဆိုတာနဲ့ပြီးပြီဟုတ်ရဲ့လားဘာပြောနေတော့ဘုန်းကြီးဘဝရဲ့သဘောဟုတ်လားအဲ့တော့ဘဝကိုမြတ်စွာဘုရားဘယ်လိုမြင်တာတော့ဒုက္ခလို့ပဲမြင်တယ်